တူဘီပရိုဂျက်ကြီးအလုံးပဲမြင်ကြလာပါခင်ဗျာလုံခဲ့တဲ့2လလောက်ထဲကပျောက်နေတဲ့ AR တိုင်းမှာအသက်24နှစ်အရွယ်မတ်ဖူးဖူးရွှေစင်ရဲ့ရုပ်အလောင်းကိုပြန်လဲတွေ့ရှိပြီးမိသားစုထံအနှံလိုက်တယ်လို့လည်းသိရပါတယ်မတ်ဖူးဖူးရွှေစင်ရဲ့ဖြစ်စဉ်ဟာတကယ်ကိုမြုံနိုင်စရာကောင်းတော့အောင်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်မှာအမဖြစ်သူမတ်ဖူးဖူးရွှေစင်ကိုမောင်တွင်းခွဲဖြစ်သူကစော်ကားပြီးအပီးရှင်းလိုက်တာလည်းဖြစ်ပေါ်တယ်မြန်မာနိုင်ငံမှာအခုလိုဆွေမျိုးသားချင်းတော်ဆက်တဲ့အမဖြစ်သူကိုစော်ကားမှုတွေသားသမီးရင်းပေါ်စော်ကားမှုတွေဒါတွေဟာအတော်ကိုများပြားလာခဲ့တာဆယ်စုနှစ်လောက်ကြာနေခဲ့ပြီလို့ထင်ပါတယ်ဒါမျိုးတွေမဖြစ်ရလေအောင်တက်ဆိုင်ရာကအဓိကကင်တွယ်ပြီးယခုလိုပြုလုပ်ခဲသူများကိုလည်းကြီးလေးတဲ့ပြည်တံတွေချမှတ်တင်တယ်လို့အများစုကဝေဖန်လာခဲ့ကြပြီပဲဖြစ်ပါတယ်ယခုလိုပြည်တံတွေနောက်ထပ်မဖြစ်စေအောင်တက်ဆိုင်ရာနဲ့ဖွဲ့စည်းအားလုံးကထို့တို့လှုပ်ဆောင်သူများကိုကြီးလေးတဲ့ကြောက်မဖွယ်ကောင်းတဲ့ပြည်တံများကိုပေးတင်တယ်လို့အများစုကပြောလာခဲ့ခြင်းပဲဖြစ်ပါတယ်